တဲဆုညင်ရဲ့ပန်ထရာဘီယမဝစ်ဆောင်ကိုစင်ပေါ်မှာမယုံမသိလှောင်ပြောင်ပြက်လုံးထုတ်လို့ဇက်သပင်အစီအုံကိုတိုင်စာပို့ခံရတဲ့အောင်စပူဇက်ဖွဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းတွင်လူမှုကွန်ရက်ကိုလှုပ်ခတ်သွားစေခဲ့တဲ့အလှမဲ့တဲဆုညင်ကိုဟာသားလုံလှောင်ပြောင်ခဲ့တဲ့အောင်စပူဇက်ဖွဲ့ရဲ့ကိစ္စဟာအခုဆိုရင်တော့ပရိသတ်တွေရဲ့ဝေဖန်မှုအဆင့်မှာတင်ရက်တက်မနေတော့ပဲတရားဝင်တိုင်ကြားမှုအဆင့်ကိုရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းတင်ဆက်ပေးကြပါရှင်လွန်ခဲ့တဲ့သတင်းကြိုကာလာကမကွေးမြို့မြတ်တလွန်ဖျားပွဲတော်တစ်ခုမှာနာမည်ကြီးအောင်စပူဇက်ဖွဲ့ကလူရှင်တော်တွေကနိုင်ငံကုံဆောင်အလှမဲ့တဲဆုငိန်ကိုပြစ်မှတ်ထားပြီးတော့ပြက်လုံးထုတ်ခဲ့ကြပါတယ်အထူးသဖြင့်တဲဆုငိန်ရဲ့ Miss Grand International ပြိုင်ပွဲဝင်ပန်ထရာဘီယမအမျိုးသားဝစ်စုံကိုတပုံစံနဲ့တူပါဝစ်ဆင်ပြီးတော့ဆင်းမြင်းပေါ်မှာသူ့ရဲ့အမှုအယောင်လမ်းလျှောက်ပုံတွေကိုလောင်ပြောင်တရော်ခဲ့ကြသလိုတရပူဆောင်းချိန်ကသူ့ရဲ့မျက်ရည်ကျခဲ့တဲ့အဖြစ်ကိုဝဟာသားလုပ်ခဲ့ရကြောင်းပရိသတ်တွေရဲ့ဒေါသနဲ့ဝေဖန်မှုတွေကိုပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။အခုတစ်ခါမှာတော့ဒီကိစ္စဟာနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ပါပြီ။အဲ့ဒါကတော့အဆိုပါပန်ထရာဘီယမအမျိုးသားဝစ်စုံကိုလာပေါင်းများစွာအချိန်ယူပြီးစိတ်တိုင်းကျဖန်တီးချုပ်လုပ်ပေးခဲ့တဲ့နာမည်ကျော်ဒီဇိုင်နာ TK ကိုရိုင်းကဒီလုံးရဲ့ပုံမှာလုံးဝလက်မခံနိုင်ပဲမြန်မာနိုင်ငံဇက်သပင်အစည်းအရုံးဥက္ကဋ္ဌထံကိုတိုင်ကြားစာတရားဝင်ပေးပို့ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဒီဇိုင်နာ TK ရဲ့တိုင်ကြားစာမှာအဓိကထောက်ပြထားတာကတော့ဒီဝစ်စုံရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာပဲဖြစ်ပါတယ်။ဒီပန်ထရာဘီယမဝစ်စုံဟာတာမန်ပြိုင်ပွဲဝင်ဝစ်စုံတစ်စုံမဟုတ်ပဲကျမတို့ရဲ့အရာဇဝင်တွေကထင်ရှားခဲ့တဲ့ပန်ထရာဘီယမကိုဂုဏ်ပြုပြီးတော့မြမယဉ်ကျေးမှုအမွေအနှစ်ကိုနိုင်ငံတကာကသိအောင်အနုစိတ်တီထွင်ဖန်တီးထားတဲ့အနုပညာလက်ရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒီဇိုင်နာ TK ကသူ့ရဲ့ခန်းစားချက်တွေကိုအခုလိုပဲရှင်းပြထားပါတယ်ဒီဝစ်စုံကိုဖန်တီးဖို့အတွက်သမိုင်းအချက်လက်တွေကိုလေ့လာရတယ်အချိန်တွေငွေတွေချွေးစွက်တွေညောင်များစွာရင်းနှီးပြီးတော့မြမသမိုင်းရဲ့ဂုဏ်ယူစရာဇက်ကောင်တစ်ကောင်ကိုပြန်လည်အသက်တွင်းခဲ့တာဒါဟာစင်ပေါ်မှာလှောင်ပြောင်ဖို့ပြက်လုံးထုတ်ဖို့မတိမဲ့မြင်လို့ဖို့အတွက်ဖန်တီးခဲ့တာလုံးဝမဟုတ်ပါဘူးနိုင်ငံကုံဆောင်တရားဝစ်ဆင်ပြီးတော့နိုင်ငံတကာမှာဂုဏ်ယူစွာချပြခဲ့တဲ့ဝစ်စုံတစ်ခုကိုဒီလိုမျိုးမယုံမသိလောက်တာကဝစ်စုံကိုဖန်တီးသူကျွန်တော်ကိုရောဝစ်ဆင်ခဲ့တဲ့အလှမယ်ကိုရောအဓိကကျတဲ့မြန်မာသမိုင်းကိုပါစော်ကားရာရောက်တယ်ဆိုပြီးတော့သူကထဲ့သွင်းပြောကြားခဲ့ပါတယ်ဒီတိုင်ကြားမှုကြောင့်အောင်စပူဇက်ဖွဲ့အနေနဲ့ဇက်သပင်အစီအယုံရဲ့တရားဝင်စုံစမ်းမေးမြန်းမှုတွေကိုခံယူရတော့မှာဖြစ်ပါတယ်ဒီလုံရဟာဇက်သပင်လောကရဲ့ကျင့်ဝတ်နဲ့ညီညွတ်မှုရှိမရှိဆိုတာကိုသုံးသပ်အရေးယူသွားပွဲရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟာတာအနေနဲ့လောင်ပြောင်မှုကြားကအစီမြင့်ဟာဘယ်နေရာမှာရှိတင်တယ်လဲဆိုတော့မိကုန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်လူရှင်တော်ရဲ့အလုံးဟာပရိသတ်ကိုဖျော်ဖြေဖို့ဖြစ်ပေမဲ့အဲ့ဒီဖျော်ဖြေမှုကနိုင်ငံသမိုင်းကိုကိုစားပြုတဲ့အနုပညာလက်ရာတစ်ခုကိုအလေးမထားရရောက်သွားတဲ့အခါမှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိလာရမှာဖြစ်ပါတယ်ကဲပရိသတ်ကြီးတို့ရောဒီဇိုင်နာ TK ရဲ့တိုင်ကြားမှုပေါ်မှာဘယ်လိုမြင်ပါသလဲ။သမိုင်းကိုအခြေခံထားတဲ့အနုပညာတစ်ခုကိုဟာတာလောက်တာကတင့်တော်ပါရဲ့လား။အောင်စပူဇက်ဖွဲ့ရဲ့အလုပ်ရဲ့အပေါ်မှာဇက်သပင်အစည်းအရုံးကဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့အားလုံးပဲအတူတူစောင့်ကြည့်ရင်းနဲ့မိမိတို့ရဲ့အမြင်ကိုယဉ်ကျေးစွာနဲ့မှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။